သူတင်လာရလာပြမဟုတ်တယ်နောက်တော့သူ့တဲ့လာပြီဘောပေါင်းမှာသူလုံးများတဲ့တော့ရှောက်တယ်မဲကြီးမလို့တင်ပါဘူးရိုက်တော့လေရပြီမှာဘီလကမှာမျိုးတွေသွားနေပါတယ်ဗောမျိုးတွေနဲ့သွားနေပါတယ်ဗောပါပါမျိုးတွေပါဒါတော့ကျွန်တော်ကိုပါပြလိုက်မျက်နှာပြလိုက်ဒီဘုန်းကြီးဒီဘက်လည်းကျွန်တော်ကိုပါပြောလေအားကျွန်တော်မေပါကျွန်တော်မေဘာတော့ပါလဲဒါတော့ကျွန်တော်ဘာဖြစ်လဲခမကြီးပါဟိုတော့ကျွန်တော်ကိုပါညီမတော်သားလေးပါကျွန်တော်ပါကြီးပါကျွန်တော်ပါကြီးပါရှုံးကြည့်နေရပဲမျိုးတွေကိုညအဲ့လိုမပြောဖြစ်မှာဆုံးနေတာမစောတော့ memory အောင်ပြေးလိုက်တာဆွဲပြတတ်တာလည်းတော့ဟိုကောက်မယ်ဒီကကောက်ရုပ်ကောက်မယ်တော့မဟုတ်ကြောက်ဘူးဒီပြပါတဲ့တယ်တော့ပါကြီးဒီပြဟာပါတဲ့တယ်ရှည်ရှည်ကြီးနဲ့ပဲပဲကြီးဟုတ်ကဲ့ဒီနေ့လည်းဒီပေါ်မှာနာနာမာလာပြီးတော့ပြောတာတော့လေးရဲ့ဥစ္စာလာကြတယ်ဘာဟာတဲ့တိုနဲ့တုတ်တယ်အဲ့ဒါဆိုရင်ရှည်နဲ့ပိန်တယ်ကောင်းတယ်အဲ့လိုတော့လေမာကြီးတွေ့ပြီးတော့လမ်းနိုင်မှလည်းခါပြရတယ်ဟိုကောက်မယ်ဒီကကောက်မယ်လို့ညမဝတ္တလမ်းဆိုတာမနိုင်တော့ဘာလို့အဲ့တော့ပေါ့ကြိုက်တယ်တပတ်တစ်ခါလောက်တော့ဝယ်ကျွေးပါဘာတွေစားလဲရိုးရိုးလေးပေါ့မနေ့စနေကဒီမှာဘိုးတွေရောက်တယ်တစ်စက်ကိုတောင်းတယ်ဟုတ်ပြီလည်းရောက်တော့မယ်သားတစ်ပွဲပါတယ်အတီးကအစားလောက်လို့ရစားသားတစ်တောင်းနော်ကြီးတော့ကြီးတော့တစ်စက်ကိုနှစ်ယောက်စားကြသားတစ်ပွဲလောက်ဘိုးတွေပါကျွေးမှာဆောင်းစားမလားဆောင်းတော့တခြားဘာလို့လဲကြည့်ကြရပါတယ်မလားတဲ့နေရာတဲ့နောက်တစ်ပတ်လိုက်တာပြီနောက်တစ်ပတ်ဟုတ်တယ်နောက်တစ်ပတ်အဲ့ဒါရချက်နေတယ်နေချက်ရပဲပေါ့ပဲအုပ်လိုက်ပြီးလိုက်ပြီးဟုတ်တယ်ပေါ့ပဲအုပ်လိုက်ပြီးလိုက်ပြီးတာဟုတ်ပေါ့ပဲအာတတိသူရှိရရက်ကွက်တည်းရှိသေးတယ်လေရက်ကွက်ပေးရမယ်လို့ညာရက်ကွက်ပေးရမယ်လို့ရှိသေးတယ်ပေးရမယ်အမေရတော့ဘယ်လိုရက်ကွက်ကြရက်ကွက်တည်းလေရောက်ရမယ်နေပါပြီလို့တမီးရောပုံမှန်လို့ပဲလေတမီးကဘာမှတမီးနဲ့တက်ကြရင်းနေတယ်မင်းနဲ့အင်းနေရှိတယ်ဟမ်ဘာကြည့်လိုက်ပြီးတာဘာမှပို့တာပုံတယ်နော်ဒီမှာအကောင့်ကပို့တာပို့တာအဲ့တော့များပါဘူးသူ့အသိဒီကကြတဲ့လူတွေပါလေကချောင်းတာဆေးရတဲ့ပြလာလေးနဲ့တက်ရရပဲဘိုင်းနေပေါ့ဘိုင်းနေမှာကျွန်တော်မတင်မနဲ့ပြီးတော့ပြသွားတယ်လောက်ပါမှာတမင်းဆိုဒါပဲဝယ်ကောက်ကတာချလိုက်ကျွန်တော်လာတာချင်းကိုလည်းရင်ငယ်မုံဒီမှာရင်ငယ်မုံကိစ္စတယ်နာမည်လည်းရှိရတယ်နာမည်လည်းလောက်လိုက်အဲ့ဒါချက်သားတွေဝယ်ချဒီထဲမှာတော့မှာညာရတော့ဘယ်ရအောင်လည်းတော့ပြန်ပိုင်းနေပြန်ရိုက်တာအဲ့တော့ပြောရတယ်မျိုးလေးစားချင်တာဒီကိုမျိုးချက်သားလာတာဒီခေါ်အဲ့တဲ့တွေဟာနေကောင်းကြီးဒီမှာပေါင်းတော့အေးပါဒီမှာကျောင်းဟောတာအဲ့လိုတမီးလည်းကောင်းပါလေတမီးလည်းကောင်းပါလေတမီးလည်းငါပြင်မယ်လို့ဟုတ်တယ်ရလားအားပေါင်းလေးကောင်းတော့ဟိုတမီးမှာပြီးတော့ဟောသားချက်အေးငါပေါင်းလေးလောက်ပြီးတယ်နည်းနည်းပါရက်ွက်တည်းအများကြီးဖိတ်ပါဘူးဒါကြတယ်လူလေးကောင်းပါအဲ့လေလင်းက6ခုအဲ့အိုင်ဖုန်းတွေ့ကြရလားဗျကိုလေးကကောင်းတာမှလည်းဟိုကွန်းတော်တာအခုလည်းကွန်းတော်တာအဲ့အိုင်ဖုန်းတွေ့ကြရလားဗျကိုလေးကကွန်းမိမရောက်တာနဲ့တန်းပြောရင်ရေဝင်မစားနဲ့တောင်းမစားဘူးဘိုင်းတိုင်းဟိုကဖြစ်ပါလေကျောင်းအိုင်ဖုန်းလေးရမယ်ကွတ်လေးရကျူပြေးထွက်နေရပဲအဲ့ဒါကဲစစ်7အဲ့လေအား16ပေါ့16အဲ့ဒီဒါပရိုပေါင်းလေးပဲကြည့်ရကောင်းတယ်နော်ဘိုးကဆန်လဲဆန်နေစီစားလဲတော့ကိုလေးကခဏနေပါအောင်လို့မော်ပါနဲ့နည်းစားရရှိတယ်အဲ့ဒါလေဟိုကမဖြစ်လို့အဲ့တုန်းကတော့ပတ်စံရတော့ဟောနာဖေးဝယ်ရနေရပရိုပေါက်တစ်စီးပါရတယ်9တိ9ကိုအဲ့ကပရိုပေါက်နံပါတ်နဲ့လေနည်းနည်းပဲกว่า9တိ9ခေါ်လာတယ်ပြီလားအဲ့နှစ်စီးပြည့်တယ်ရွေးရအဲ့ဒါတော့ပရိုပေါက်ယူမယ်ဆိုတော့ဒါပေမဲ့ဟိုနာဖေးလေးကနားတယ်လေအိမ်မလည်းလူနည်းနည်းလေးနဲ့စီမဝယ်လိုက်နှစ်စီးလုံးတော့ဝယ်ရအဲ့ဒါဟုတ်လေဟိုနားဒီနားသွားတော့ပဲဆိုပြီးအဲ့လိုပြောတာလေလူနည်းတော့အမေတို့မေတို့လောက်ပဲဆိုတော့အောင်းဝင်နေလို့ဆိုပိန်ကျိုးကမဟုတ်ကြလား
20ရောက်တယ်ပေါ့ဆိုင်ကျဘူးอ่ะ ဟုတ်တယ်ကျွန်တော်ပြန်ကိုရအောင် မိုးရရတယ်ပြီဟဲ့ လာတော့ပြီဒီတော့တာပါလေအများပြကြီးနေဘလို့ကောင်းတယ်ဒီကိုဆွဲခံပြီးတော့လုပ်လို့မရဘူး ဒီမှာမိုးရတယ်တော့ ရတာ လေအဲ့လိုတော့ရတယ်နည်းနည်းဆောင်းပါလေ ဟုတ်လေဒီလို နာရီကရေစိမ်ငံနေဆိုပြီးတော့လုပ်ပြပြဟိုတနေ့ပုံကနာရီလေးဝယ်လာတာလေရေစိမ်ငံနဲ့တား တစ်ခါပဲလေ အဲ့ဆိုတာမဟုတ်ဘူးကြာ ခန်းတော့နဲ့တစ်ခါပဲ ပြလိုက်ရေလေးဒီမှာစားငံရဝယ်လိုက်တာခဏလေးနဲ့ဟိုပါလဲနာရီကလေတိုင်ကြီးတိုင်သွားတိုင်ကြီးတော့ချစ်ချင်းတိုင်သွားတယ်ညီမစားမရဘူးစားငံကြတယ်လေမချွန်းနေတဲ့ ရေစိမ့်ခိုင်းတယ်တစ်ခါပဲ ရေစိမ်တော့ခဏတော့စားငံရ မီတာ9ရီစီလို့ရတယ်မီတာ30တော့ရေပြတ် ဘယ်ရလဲ ဒါပေမဲ့ပြောရနိုင် ဘက်ကလီတိုက်ရ နာရီထွန်းတာအမိုးရေရတော့ရမှာပါဟို လဲမအောင်ကြနေနိုင် ဘက်ကဘွားပြ ကြေးအဲ့ဒါကြားလေးဒီကဒီဘက်ပဲဒီလိုနိုင်ထွက်ကြည့်လို့ဘူးလို့အဲ့လေလေးကတော့တစ်ပတ်လောက်တော့လုပ်နေမှာ ဟိုဒီနိုင်နဲ့လဲမလားလို့ပြောလေပတ်ထားတယ် အဲ့လေရုပ်ပဲ ဒီဘက် ဟာတားလေလူကြီးတွေကြီးဆက်ဖို့နေဘိုးဘူးလို့တော့ပါတော့ တော့ခွေးရမှာတို့လုပ်တဲ့ဘုရုံနဲ့ဆောင်းလာတယ်ဘေးက ဝေးတန်းနေရပြော ဘာဖြစ်လဲ ဒီမှာမင်းတော့တဲ့နိုင်တယ် သူကဘလော့ထဲမှာထည့်ပြောနေတာမိုးတွေရွှဲနေတယ်လေဟေးလူရောက် ဟာဒီမှာမရီးရပြမယ် ချင်းနေကြလိုက် မရီးတယ်ဒီမှာတီးမရှိဘူး ဟေး ကားလည်းမရှိ ဟေး အဲ့ဒါကြီးအဆောက်ကြီးကားလည်းမရှိပါဘူးတော်တယ်လို့တဲ့တဲ့ဟာတော့ ပိုင်းနဲ့ရောက်တယ်ပိုင်းနဲ့ကြီးလေးက ဘက်ကပတ်လာပြီးကြတယ် အဲ့ဒီ ဘက်က ဘုရုံနဲ့တနာ